မြန်မာဘောကရိုက်ကူနေစီစောပိုင်ရဲ့သားရွှေပိုင်နဲ့တူလို့လူပြောများနေတဲ့တဲဆုငိမ့်တတချစ်တဲ့အားလုံးခမဆိုတဲ့မြန်မာနိုင်ငံမှာသားမကကမ္ဘာပေါ်မှာအရင်ကျေးဆုံးဆုရထားတဲ့အဆိုတော်စောပိုင်ရဲ့သားရွှေပိုင်နဲ့တူတယ်လို့လူပြောများနေတာကတော့တဲဆုငိမ့်ပါလက်ရှိရုပ်ရှင်လောကမှာပေါ်ကားတွေအရေးသွင်းမိတဲ့ဟာသကားတွေကိုအများအပြားရိုက်ကူနေကြတဲ့ချိန်မှာတဲဆုငိမ့်ကချုပ်ကွက်လို့အမိရတဲ့ပေါ်ရုပ်ရှင်စကားကြီးမှာဇယုတ်အသစ်နဲ့ပါဝင်လာတာဖြစ်ပါတယ်ဒီဇက်ကားမှာတဲဆုငိမ့်ကစပင်တုကိုစုပြီးတော့တုံမိုင်းစတိုင်နဲ့ထူးထူးခြားခြားတယောက်ဆောင်ထားတာကိုထူးထူးခြားခြားမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီလိုယောက်ျားလေးပုံစံဖန်လိုက်တဲ့ချိန်မှာတော့ပရိသတ်တွေရဲ့မျက်စိတွေချက်ချင်းပြင်းပြင်းမိသွားစေတဲ့ရက်ကတော့အဆိုတော်စောပိုင်ရဲ့သားရွှေပိုင်နဲ့တွားတူနေတာဖြစ်ပါတယ်။ရွှေပိုင်လေးဟာတသားချစ်တဲ့အားလုံးခမဆိုတဲ့စကားလေးနဲ့အတူရင်ကျေးလေးမှန်လို့ပရိသတ်တွေအသေးရပြီးတော့အရန်ချစ်ခင်နေရတဲ့ကလေးလေးပါ။အခုတဲဆုငိမ့်ရဲ့တဝိုင်းပုံစံမျက်နှာကျတည်ငြိမ်မှုနဲ့အမူအရာလေးတွေကရွှေပိုင်ရဲ့ပုံရိပ်နဲ့ချွတ်ချွတ်တူနေတာကြောင့်ပရိသတ်တွေကြားမှာဆန္ဒစရာဖြစ်လာပါတယ်။တချို့ကတော့ယောက်ျားလေးစရုပ်ကိုအဝေခွင်ကြဖြစ်အောင်ကြိုးစားထားတဲ့တဲဆုငိမ့်ရဲ့တောက်ဆောင်မှုကိုချီးကျူးနေကြပါတယ်။ မိခင်ကြီးရဲ့ပါဇက်ကိုနှုတ်တီးလို့ပြောတဲ့သူကိုအပြင်မှာမတွေ့အောင်ရှောင်နေလို့တက်စင်ခေါ်လိုက်တဲ့မင်းသားအေဂျင့်မောင်မိန်းကလေးပရိသတ်တွေကြားထဲမှာရေပန်းစားနေတဲ့မင်းသားကျော်လေးအေဂျင့်မောင်ကတော့မနေ့တနေ့ကမှမိခင်ကြီးနဲ့တူပုံလေးတင်ခဲ့ပြီးမိုင်ဝေါ်ဆိုတဲ့စကလုံးတစ်လုံးကိုချပြခဲ့တာပါ။သားမီးနှစ်ယောက်စလုံးဟာရုပ်ရည်စင်ပြီးညနောင်နှခမ်းပါဇက်မေယိုကအစားအကုန်စင်တူနေတာကိုပရိသတ်တွေကသတိထားကြမိမယ်လို့ထင်ပါတယ်။ချစ်စရာကောင်းတဲ့ပုံစံလေးကိုချပြလာတဲ့မင်းသားအေဂျင့်မောင်ကိုတော့မေရီနဲ့တူလို့ရိုးရိုးမပြောဘဲနှုတ်သီးလို့ပြောဆိုခဲ့လို့စိတ်ဆိုးနေခဲ့တာပါမင်းသားဟာတော့အတော်လေးကိုဒေါသထွက်သွားခဲ့ပြီးပြောတဲ့သူကိုလည်းအပြင်မှာမတွေ့မိစေနဲ့တွေ့မိရင်တော့မလွယ်ဘူးရှောင်နေလို့ပြောဆိုခဲ့တာပဲဖြစ်ပါတယ်ဒီနေ့မှာတော့မင်းသားအေဂျင့်မောင်စီကိုပြောတဲ့သူဟာလာရောက်တောင်းပန်ခဲ့ပြီးအားလုံးကိုကြေးအေးလိုက်ပြီလို့သိရပါတယ်ဘယ်သူမဆိုမိခင်ကိုထိလိုက်ရင်တော့မကြိုက်တဲ့သူမို့အဲ့လောက်ထိကိုပြောတာတော့မကောင်းဘူးလို့သိရပါတယ်ဒါကြောင့်မလို့လေပါဇက်စီကမရှိတဲ့သူတွေနောက်မပြောရအောင်လို့ဒီလို post ကိုတင်ပြီးတက်ဖြဲလိုက်တာဟာအကောင်းဆုံးဖြည့်ရှင်းတဲ့နည်းလမ်းပဲဖြစ်ပါတယ်။တော်ရုံနဲ့ attention မရှာတတ်တဲ့မင်းသားဖြစ်တာကြောင့်ဒီလောက်နဲ့ပဲပြီးဆုံးသွားတာကောင်းတယ်လို့ပြောရမှာပါ။ စေမကြီးရုပ်ရှင်စကားကြီးအောင်မြင်မှုတစ်ခုလည်းဖြစ်ပါတယ်။ငါးပတ်မြောင်ရုံသိမ်းပြသခွင့်ရတာကြောင့်ပရိသတ်တွေကိုကျေးဇူးတုံ့ပြန်ခဲ့တာပါ။ဝင်းမရွှေနဲ့တူတူရိုက်ကူးထားခဲ့တဲ့အေဂျင့်မောင်ရဲ့ပထမဦးဆုံးရုံတင်စကားကြီးလည်းဖြစ်ပါတယ်။အေဂျင့်မောင်ဟာလက်ရှိမှာတော့မင်းကလေးပရိသတ်ပေးမှုကိုခိုင်မာရရှိထားသူလေးလည်းဖြစ်ပါတယ်။နောက်ထပ်နုပညာသတင်းပုံလေးနဲ့သမီးကြီးလေးပေါ်ရှာကိုမွေးခါစားငယ်ဘဝပုံရိပ်လေးတွေကိုမွေးနေ့မှာတင်ပေးလိုက်တဲ့ smileသူမကတော့သူတို့ငယ်စဉ်ဘဝပေါ်ရှာလေးကိုမွေးပြီးချိန်ထဲကအမတ်တရပုံရိပ်လေးတွေကိုဖော်ပြလာခဲ့တာပါ။သမီးကြီးပေါ်ရှာရဲ့မွေးနေ့လေးမှာ